ဖျားလို့နာမည်ကြီးတယ်ဒီလူကရဲဖမ်းခံလိုက်ရပါတယ်ဒါပေမဲ့သူ့ကိုဖမ်းမှုကတော်တော်လေးမလွယ်ခဲ့ပါဘူးဘာလို့လဲဆိုတော့လာဖမ်းတဲ့ရဲတွေကတော့သူ့ကိုထိုင်ကြော့ခဲ့ရလို့ပါတကယ်တော့သူ့အကြောင်းကိုကျွန်တော်ဗီဒီယိုလောက်ထားပြီးတော့17တန်းကျော်ထီတောင်လူကြီးများခဲ့ပါတယ်သူကတစ်ပင်အောင်မှာမစားမသောမလုံးမရှက်တရားထိုင်ပြရင်သူ့နောက်လိုက်တွေကိုလိန်နေတခြားသူတွေကိုပြန်ပြီးဆွဲတယ်အစိုးဆုံးကတော့သူ့ရဲ့ကိုးကွယ်သူတွေကိုတောင်ကိုထိလက်အောင်နှိပ်စက်တာပါတကယ်တော့ဒီဖြစ်ရဲ့နောက်ွယ်မှာကနောက်ထပ်စိတ်ဝင်စားကြတွေကရှိနေပါတယ်ပိုဆိုးတာကနိုင်ငံရေးတွေကလူကြီးတွေကဒီကိစ္စတွေပါဝင်ပတ်သက်နေတာပါဒါကြောင့်သူလိန်နေတာကိုအားလုံးသိသွားရအောင်နှစ်တော်ကြာထွက်ပြေးနိုင်ခဲ့တာပါဒါပေမဲ့နောက်ဆုံးမှာတော့သူ့ကိုအမိရဖမ်းလိုက်ကြပါတယ်ဒါအပြင်သူ့နောက်ကြောင့်အကုန်ပေါ်သွားတဲ့အချိန်မှာတော့တကဘာလုံးကအဟောကုန်ကြပါတယ် A spiritual leader has been arrested on charges of rape and kidnapping. စိတ်ဝင်စားဖို့အကောင်းဆုံးကတော့သူ့မွေးနေ့ကစဖျားနဲ့အတော်တူနေတာပါဒါအပြင်ဖျားမယ်တော်နာမည်နဲ့သူ့အမေနာမည်ကလည်းအတူတူပါပဲနောက်ပြီးသူကငငယ်ကလေးကထူကြပါတယ်ဒီပိုင်းကလည်းလည်းတော့ကိုဘူတီကပြနေဟောဒီကလာဒုနေနာပါဒီတစ်စမနဲ့ခမနိုင်ဒါအပြင်အသက်ငငယ်နဲ့ညောင်ပင်အောက်မှာတရားထိုင်ပြတယ်ငွေကြိုက်တာလည်းမသေးတဲ့အပြင်မီးထဲမှာလည်းအသက်ရှင်ခဲ့ပါတယ်ဒါကြောင့်သူ့ကိုတကက်ဖျားစစ်လို့ထင်ပြီးဝိုင်းကူးခဲ့ကြတာပါသူဘလို့လူလိမ်ဖြစ်သွားပြီးတော့ရဲဖမ်းခံလိုက်ရတယ်ဆိုတဲ့အကြောင်းမပြောပြခင်မှာကိုယ့်ရဲ့ပရိသတ်ကိုလုံးဝမလိမ်ဘဲနဲ့အမှန်တကယ်ဆရာစားမချန်သင်ချပေးနေတဲ့ကျွန်တော်ရဲ့သင်တန်းကျောင်းကိုလည်းပြောပြချင်ပါတယ်ကျွန်တော်တို့ရဲ့ Content Creator Mini Course နဲ့ Premium Class အတန်းတွေမှာဆိုလို့ရှိရင်သင်တန်းသားတွေမသိတာမှန်များအစာအဆုံးကြိုက်တာမေးလို့ရပြီးတော့ဖောင်နာဖြစ်တဲ့ကျွန်တော်ကိုယ်တိုင်အပါအဝင်အရေးချင်းပြေဝတဲ့ဆရာတွေကစနစ်တကျသင်ကြားပေးနေတာပါ Zoom meeting တွေ live session တွေနဲ့သင်ပေးတာတွေအပါအဝင် website တွေ Telegram group တွေနဲ့ပါထပ်ဆောင်းပြီးတော့သေချာလေ့ကျင့်ပေးတာပါကဲဒီတော့အမှန်တကယ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ Creative Academy ရဲ့ Page Messenger မှာလာပြီးစုံစမ်းလို့ရပါတယ်ခင်ဗျာဒီလူလိန်ဖျားဆိုတဲ့အကြောင်းကိုပြန်ဆက်ပါမယ်သူကဘလောက်တောင်ဆိုးလဲဆိုလို့ရှိရင်မိသားစုဝင်တွေကိုနှိပ်စက်လို့သူ့မိကိုယ်တိုင်ကတော့ရဲကိုပြန်တိုင်ခဲ့ရတဲ့အထိဖြစ်ခဲ့တာပါဒါပေမဲ့သူ့ကိုဖမ်းဖို့နေတာသွားစစ်တဲ့ရဲတောင်သူ့ကိုရှစ်ခိုးပြီးလှည့်ပြန်ခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူ့ဝင်ကြီးတွေကိုယ်တိုင်ကကိုးကွယ်နေရမလို့ပါဒါကြောင့်ရဲတွေကိုယ်တိုင်ကသွားပြီးမဖမ်းရဲကြတော့ပါဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့သူ့လို့ရက်တကအရန်ကိုဆိုးလာတာမလို့သူဟာနီဘောနိုင်ငံရဲ့အလိုချင်ဆုံးရာဇဝတ်သားတစ်ယောက်ဖြစ်လာပြီးအဖမ်းခံလိုက်ရပါတော့တယ်သူအဖမ်းခံရပြီးရဲ့နောက်မှာတော့သူ့နောက်လိုက်တဲ့အတွက်ထိတ်လန့်စရာဖြစ်ပျက်တွေလည်းဖြစ်သွားပါတယ်အဲ့ဒါကရဲတွေဝင်စစ်တဲ့အခါမှာနှိပ်စက်ခံထားရတဲ့အမျိုးသမီးတွေကိုတွေးခဲ့ရတာပါဒါအပြင်သူနေခဲ့တဲ့အိမ်မှာလည်းပတ်စံတွေအများကြီးသိမ်းခဲ့ရပါသေးတယ်နောက်ပြီးသူ့ကိုစစ်လေသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုပိုတွေ့လေပါပဲအခုတော့သူကတရားရင်ဆိုင်နေရပြီးသူဘလို့အပြစ်ဒဏ်ခံရမလဲဆိုတာကိုတကဘာလုံးကစောင့်ကြည့်နေပါတယ်ဒါပေမဲ့သူ့ကိုအယမ်းယုံကြည်နေတဲ့သူတွေကတော့ရှိနေတော့မှာပဲသူဖြစ်ပျက်ကနေပြပြနေတာကတချို့ဖျားတရားကိုင်းဆိုင်မှာဆွဲသူတွေကလူယုံမာတွေဖြစ်နေတတ်ပါတယ်သူတို့ရဲ့မကောင်းတာတွေမဟုတ်တာလုပ်တာတွေကိုတခြားသူတွေကသိမှဆိုတဲ့အတွက်ဖျားတရားကိုဗန်းပြပြီးတော့ကာကွယ်ထားတတ်ကြပါတယ်ဒါကိုပညာရေးနှိမ့်ကျတဲ့နိုင်ငံတွေမှာကယ်တင်ရှင်ကြီးတွေလူတော်လူကောင်းတွေလို့ထင်နေတတ်ကြပါတယ်ဒါကြောင့်ဘသူတွေကဘလောက်တော်ပါတယ်ကောင်းပါတယ်ပဲပြောသေချာချာစဉ်းစားချင်းချိန်ပြီးမှယုံတာကအကောင်းဆုံးပါမဟုတ်ရင်ဒီလူလိန်ဖျားလိုမျိုးဘာသာရေးကိုဗန်းပြပြီးတော့လိန်စားနေတဲ့သူတွေကတပုံကြီးမလို့ပါဒါနဲ့ကျွန်တော်ရှင်းမှပြောခဲ့တဲ့ Creative Academy ကသင်တန်းတွေကလူရဲ့အကန့်အသတ်နဲ့သာလက်ခံတာပါဒီတော့လူရဲ့မပြည့်ခင်မှာကြိုစင်းသွင်းထားပါလို့ပြောရင်းနဲ့လာမယ့်သင်တန်းမှာပြန်တွေ့ကြပါမယ်ခင်ဗျာကျွန်တော်ကတော့ထုံးစံအတိုင်း Creative Academy ရဲ့ founder အောင်စုပိုင်ပါ